သူ့မျက်လုံးထဲမှာနောင်တတွေပြည့်နှက်နေတယ်။ငါထင်ခဲ့တာအရာအားလုံးပြီးဆုံးသွားပြီလို့ဒါပေမဲ့အဲ့ဒီဧည့်သည်တွေရောက်လာပြီးနောက်အညိုးကပြန်နိုးလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကအရိပ်ကြီးဟာရုတ်တရက်ရွာဘက်ကိုလှည့်ကြည့်လိုက်တယ်။နီရဲနေတဲ့မျက်လုံးကြီးတွေကတနေရာတဲကိုစိုက်ကြည့်နေတယ်။အဲ့ဒီနေရာကတော့ဦးပုရဲ့အိမ်ရှိမှာရက်နေတဲ့ကလေးလေးတယောက်ကလေးလေးဟာဘယ်အချိန်ကရောက်လာမှန်းဘယ်သူမှမသိလိုက်ကြဘူး။သူကဖြည်းဖြည်းချင်းခေါင်းမော့လိုက်တယ်။ပြီးတော့မျက်လုံးနှစ်ဖက်လုံးနမ်းမောင်နေတဲ့အပေါက်ကြီးတွေအဖြစ်ပြောင်းလဲသွားတော့တယ်။ရွာသားတွေရဲ့အသက်ရှူသံတွေရပ်တန့်သွားတယ်။ဦးပုရဲ့အိမ်ရှိမှာရက်နေတဲ့ကလေးလေးဟာတစ်ချက်မှမလှုပ်ရှားပဲလူအုပ်ကြီးကိုစိုက်ကြည့်နေတယ်။သူ့မျက်လုံးနှစ်ဖက်ဟာမျက်လုံးမဟုတ်တော့ဘူး။နမ်းမောင်နေတဲ့အပေါက်ကြီးတွေလိုအဆုံးမရှိတဲ့အမှောင်ထုတစ်ခုကိုငုံကြည့်နေရသလိုပဲဆရာတော်ဦးဝိစိတ်တဟာရုတ်တရက်တုန်ခါသွားတယ်။သူ့လက်ထဲကပတိစေ့တွေတောင်ပြန့်ကျဲသွားခဲ့တယ်။မဖြစ်နိုင်ဘူး။ဆရာတော်ရဲ့အတန်ဟာပထမဆုံးအကြိမ်ကြောက်ရွံ့မှုတွေရောနှောနေခဲ့တယ်။ဒီကလေးကအသက်ရှင်နေသူမဟုတ်ဘူး။ရွာသားတွေအားလုံးနောက်ကိုတလန်းဆုတ်သွားကြတယ်။ဦးပုတ်ကအတန်တုံတုံနဲ့မေးလိုက်တယ်။ဒါဆိုသူကဘသူလဲဖေဟာ။ဆရာတော်ဟာကလေးကိုစိုက်ကြည့်ရင်ဖြည်းဖြည်းချင်းပြောလိုက်တယ်။သူကတကားဆောင်ဟုတ်တယ်။ပရလောကတကားဖွင့်တဲ့အခါပထမဆုံးထွက်လာတဲ့အရာအဲ့ဒီစကားဆုံးတာနဲ့ကလေးလေးဟာဖြည်းဖြည်းချင်းပြုံးလိုက်တယ်။သူ့နှက်ခမ်းထောင်းကနေသွေးမေးတွေစီးကျလာတယ်။ပြီးတော့သူ့အတန်ကကလေးတန်မဟုတ်တော့ဘူး။နှစ်ပေါင်းများစွာမြေအောက်မှာပိတ်မိနေခဲ့တဲ့လူတစ်ယောက်ရဲ့အတန်လိုကြားနေရတယ်။ငါအိမ်ပြန်ရောက်ပြီ။စကားဆုံးတာနဲ့တောအုပ်ထဲကအရိပ်ကြီးဟာဒူးထောက်ချလိုက်တယ်။ရွာဆောင်ကြီးကအဲ့ဒီကလေးရှိမှဒူးထောက်နေခဲ့တာပဲ။ဆရာတော်ရဲ့မျက်နှာဟာဖြူလျှော့သွားတယ်မဟုတ်သေးဘူး။ဒီကလေးကတကားဆောင်မဟုတ်ဘူး။သူကဆရာတော်ရဲ့စကားမဆုံးခင်မှာပဲကလေးလေးဟာခေါင်းကိုတဖြည်းဖြည်းဆောင်းလိုက်တယ်။ပြီးတော့ဦးပုကိုစိုက်ကြည့်ရင်ပြုံးလိုက်တယ်။ဦးပုမင်းသားကိုမှတ်မိသေးလား။အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါဦးပုရဲ့မျက်လုံးတွေပြူးကျဲသွားတယ်။သူ့တကိုယ်လုံးတုန်ခါလာတယ်။အဲ့ဒီအတန်ဟာလွန်ခဲ့တဲ့နှစ်30ကသေဆုံးသွားခဲ့တဲ့သူ့ညီဦးခတ်ရဲ့အတန်ဖြစ်နေခဲ့လို့ပဲ။ဦးပုရဲ့နားထဲမှာအတန်တွေဆူညံသွားတယ်။ဦးခတ်သူ့နှက်ခမ်းကတိုးတိုးလေးရေရွတ်လိုက်မိတယ်။ဒါပေမဲ့မဖြစ်နိုင်ဘူး။ဦးခတ်ဟာလွန်ခဲ့တဲ့နှစ်30ကတည်းကသေဆုံးသွားခဲ့ပြီမဟုတ်လား။ဒါဆိုအခုသူ့ရှေ့မှာရက်နေတဲ့ကလေးကဘသူလဲ။ကလေးလေးဟာဖြည်းဖြည်းချင်းပြုံးလိုက်တယ်။အဲ့ဒီအပြုံးကလူသားတစ်ယောက်ရဲ့အပြုံးမဟုတ်ဘူး။အမှောင်ထုရဲ့အပြုံးအညိုးတွေပြည့်နေတဲ့အပြုံး။အကိုကြီးကျွန်တော်ရမ်းအေးတယ်အတန်ကြားလိုက်ရတဲ့အချိန်မှာဦးပုရဲ့မျက်လုံးထောင်တွေမှာမျက်ရည်တွေဝဲလာတယ်။ဘာလို့လဲဆိုတော့အဲ့ဒီစကားဟာငယ်စဉ်ကဦးခတ်အမြဲပြောနေကြစကားတခွန်းဖြစ်နေလို့ပဲဆရာတော်ဦးဝိစိတ်တကချက်ချင်းអော်လိုက်တယ်သူကြီးအတန်ကိုမယုံနဲ့ဒါဟာမင်းတရိယာစိတ်ကိုအတုံးချနေတာဒါပေမဲ့အရာအားလုံးနောက်ကျသွားခဲ့ပြီးဦးပုဟာကလေးလေးစီတလန်းချင်းလျှောက်သွားနေတယ်